ဒီနေ့ကျွန်တော်တို့စကိုင်းခရိုင်မိသက်ဦးစီးဌာနနေပြီးတော့မန်လေးငလင်ကြီးလှုပ်ခတ်ခဲ့တဲ့6လပြည့်အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ငလင်မှာကယ်ဆယ်ခဲ့တဲ့ကွန်ပျူတာဆိုင်ကဥကျော်သူရနဲ့နောက်မွေးကျူအေးဆိုင်ကကလေးမလေးပါကျွန်တော်တို့သွားပြီးတော့ဒီနေ့ကျွန်တော်တို့အထိမ်းအမှတ်အနေနဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကနေပြီးတော့ဂုဏ်ပြုလက်ဆောင်တွေသွားပြီးတော့ပေးမှာဖြစ်ပါတယ်ဟုတ်ကောမင်္ဂလာပါကောဟုတ်အခုငလင်မာတော့ကဒီအခုမွေးကျူဆိုင်မှာကျွန်တော်တို့ငလင်ကြောက်ပြီးတော့ကျွန်တော်မိသက်ထပ်ဖွဲ့တဲ့ဌာနကနေပဲကဲခဲ့တဲ့ကလေးမလေးများအခုဆိုင်မှာရှိလားမသိဘူးဟုတ်ရှိသေးတယ်တယောက်ရှိအဲ့ဒါဆိုရင်သူ့ကိုကျွန်တော်တို့ကဒီနေ့6လပြည့်အနေနဲ့အထိမ်းအမှတ်အနေနဲ့သူ့ကိုလာပြီးတော့လက်ဆောင်ပစ္စည်းလာပေးနေအမေးဖြစ်လေးလုပ်ဖို့လာတာဟုတ်ကဲ့ပါနော်ညီမလေးမင်္ဂလာပါမင်္ဂလာပါကိုညီမလေးနာမည်နဲ့အသက်ကလေးမိတ်ဆက်ပေးပါဦးဟုတ်နာမည်ကနော်လေးတာဖို့အသေးရ25နှစ်25နှစ်ဟုတ်ညီမလေးအဲ့ချိန်တုန်းကငလင်ကြီးစလုပ်ပြီးတော့စိုင်ကြီးပြိုသွားတယ်ပေါ့နော်ပြိုသွားတဲ့အချိန်မှာမလုတ်ခင်မှာညီမလေးဘယ်နေရာမှာရှိနေလဲနောက်အဆောက်အဦပြိုသွားတဲ့အချိန်မှာညီမလေးဘယ်နေရာမှာပိတ်မိနေခဲ့လဲဘယ်လိုတွေညီမလေးပေါ်မှာပိတ်မိနေတယ်အဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါဦးဟုတ်သမီးကရေဘေးစင်နာမှာပေါ့ပြီးတော့လှုပ်တဲ့ဆရာသမီးကအဲ့လိုမှောက်ကြီးရနဲ့မှောက်လဲတာမှောက်လဲပြီးတော့အပေါ်ကဟာတွေကတခါတည်းဆိုတော့ဒီခါလှုပ်တဲ့အချိန်တခါတည်းပြုတ်ကြတာသမီးပေါ့ခုံလေးလဲခံရတယ်ဆိုတော့သမီးတော့ဘာတော့မဖြစ်ဘူးခုံနဲ့တတိတော်ရနေတာဟုတ်သမီးတတိရတစ်ချက်မရတစ်ချက်အဲ့လိုဟုတ်သမီးပေါ်မှာတော့လေးလံတဲ့အရာတွေကပိတ်မိနေတာလေးလံတဲ့အရာတော့မပြီးခုံတွေကနည်းနည်းခံရတယ်ဆိုတော့ခုံတွေကခံပြီးပိတ်မိနေတာဟုတ်ပါပြီအဲ့တော့အဲ့ချိန်မှာသမီးကိုလာခဲ့တဲ့ဒီငလင်လှုပ်ပြီးကိုရိုမိသက်တပ်ဖွဲ့ရနေပြီးတော့ရှားပွဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုအချိန်မီလုပ်တယ်ပေါ့လုပ်တဲ့ချိန်မှာသမီးတို့မွေးကျူမှာလူပိမိနေတယ်လို့သိရတယ်လူတွေအများကြီးပေါ့နော်သိရတဲ့အတွက်ကြောင့်ကယ်ဆယ်ဖို့လုပ်တယ်လုပ်တဲ့အချိန်မှာသမီးစီကိုဒီအဖွဲ့တွေလာကယ်တယ်ဆိုတာသိရတဲ့အချိန်ဟောရှိလားသမီးသိလားသိရမသိတဲ့ချက်အဲ့လိုပေါ့မသိတဲ့ချက်စိတ်ကအဲ့ချိန်မှာသမီးခုနာကနေပြီးတော့ဒီပြီးနေတဲ့အချိန်မှာသမီးကိုလာကန်တဲ့အချိန်သမီးအနားနာကိုမိသက်တက်ဖွဲ့တွေရောက်လာတဲ့အချိန်ရောသမီးတတိယတတိတော့ရအတားရဲကြားအတန်နေတော့ကြားနေရသမီးကနောက်ဆုံးမှောင်တဲ့အချိန်ခွန်ခွဲ7 နာရီလောက်ဖြစ်မှာအဲ့လောက်မှာသမီးကိုနောက်ဆုံးထုတ်လို့ရတာပေါ့ကိုတို့မိသက်တက်ဖွဲ့ရယ်ဒီမြို့မှာရှိနေတဲ့ Brighter အဖွဲ့တွေရယ်နောက်အပြင်မှာBrighter ကိုစိတ်ဝင်စားတဲ့ပြည်သူတွေကသမီးကိုအကုန်လုံးဝိုင်းပြီးတော့အဲ့ညမှာညလည်းဝိုင်းလုပ်ကြတယ်ပြောဟုတ်တယ်ပြောရရှင်ပြောတယ်အဲ့တော့သမီးခုအဲ့သမီးခံအဲ့ရနေလွတ်ပြီးတော့သမီးကိုဆေးရုံပို့တယ်ပို့လိုက်တော့သမီးအသက်ရှင်သွားပြီဆိုတာလည်းသမီးသိတော့မပြောဘူးလားပြောရရှင်ပြောတယ်အဲ့ချိန်တော့သမီးပြီးနေတော့သမီးဘယ်လိုခံစားနေစိတ်တွေကဘယ်လိုဖြစ်နေလဲစိတ်ကကိုယ်စိတ်ကဘယ်လိုလဲဆိုတော့သေပြီလို့မှမှန်တယ်သမီးစိတ်ကသေသွားပြီလို့မှတ်တယ်အထင်မှလည်းမောင်မဲနေတယ်ဆိုတော့လေဟုတ်အဲ့တော့သမီးကိုဒီတက်ဖွဲ့ကနေခုနက Brighter အဖွဲ့တွေလည်းပါတယ်နောက် Brighter အခြေခံတဲ့ပြည်သူတွေလည်းပါတယ်ပေါ့သမီးကိုကယ်တဲ့အချိန်မှာအဲ့တော့အဲ့ကယ်ဆယ်တဲ့အဖွဲ့ကိုသမီးအနေနဲ့ရောဗာလေးပြောချင်လဲကျေးဇူးတော်အများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ဟုတ်မင်္ဂလာပါကောမင်္ဂလာပါကောဟုတ်ကျွန်တော်တို့ဒီနေ့က6လပြည့်သွားပြီပေါ့28ရက်နေ့ကနေဖြစ်တာဆိုတော့ငလင်လှ6လပြည့်မှာကျွန်တော်တို့ဌာနကနေပြီးတော့ဒီ6လပြည့်မှာအထိမ်းအမှတ်အနေနဲ့ဌာနအနေနဲ့ကျွန်တော်တို့ကယ်ဆယ်ခဲ့တဲ့သူတွေကိုဒါကွန်ပျူတာလက်ဆောင်လေးအမှတ်တရလက်ဆောင်လေးလိုက်ပေးတာပေါ့နော်အဲ့ဒါလေးကိုကျော်သူရနဲ့နည်းနည်းလေးထိုင်ပြီးတော့အကြောင်းလေးတွေပြန်ပြောကြတာပေါ့ဟုတ်ကိုကျော်သူရကိုကျော်သူရမင်္ဂလာပါခင်ဗျာမင်္ဂလာပါဒီမန်လေးငလင်ကြီးလှုပ်ခတ်ခဲ့တဲ့6လပြည့်အထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ကယ်ဆယ်ခဲ့တဲ့သူတွေကိုကျွန်တော်တို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကိုစားကျွန်တော်ရဲ့မြို့နယ်မှုကျွန်တော်အဖွဲ့ထေရနေပြီးတော့ဒါအမှတ်တရလက်ဆောင်လိုက်ပေးတဲ့အစီအစဉ်လေးမှာအကိုကြီးကိုလည်းကျွန်တော်တို့ဌာနကနေပြီးတော့ဒါကွန်ပျူတာလက်ဆောင်လေးပဲပေးမယ်အဲ့တော့ဖြစ်စဉ်တော့ဖြစ်ခဲ့တဲ့အကြောင်းအရာလေးကိုလည်းနည်းနည်းလေးပြန်မေးချင်တာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ပထမဆုံးအကိုကြီးနာမည်နဲ့အသက်လေးနဲ့အလုပ်ကိုင်လေးနဲ့မိတ်ဆက်ပေးပါဟုတ်ကဲ့ကျွန်တော်နာမည်ကိုကျော်သူရပါဟုတ်အသက်က50ပါဗျဟုတ်အလုပ်ကိုင်တော့ဒီကွန်ပျူတာမိတ်တူလုပ်ငန်းပါပဲဗျဟုတ်ကဲ့ပါအကိုဟုတ်အဲ့တော့အဲ့ဒီနေ့ဖြစ်တဲ့အချိန်မှာစားဖြစ်ပြီးတော့ကိုကျော်သူကဒီဆိုင်ထဲမှာပြိမိသွားတဲ့အကြောင်းအရာလေးကိုတစ်ချက်လှုပ်ကနေပြီးတော့ပြီးသွားတဲ့အချိန်ထိကိုကြီးတတိယနေတဲ့အချိန်ထိအဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါလားဟုတ်ကဲ့ဒီပထမဆုံးစလှုပ်ချင်းမှာကျွန်တော်တို့တငယ်ချင်းနဲ့အရှိမစကားထိုင်ပြောနေလှုပ်ချင်းမှာကျွန်တော်အပြင်တော့ရောက်သွားတယ်ထွက်ပြီးသားလှုပ်ချင်းမှာပြေးပြီးသမီးနဲ့ဒီညီမလေးတွေကြံတာနဲ့အထက်ပြန်ဝင်လိုက်တဲ့အချိန်မှာကောင်တာရက်ပြီးပြီးတော့အဲ့မှာခုံနောက်ရောက်သွားပြီးအမှပြီးသွားတာပဲဘောဆက်လက်ပြင်းကြီးပြောဟုတ်ကဲ့အဲ့ဒါလေးပဲကြည့်လိုက်တယ်
အဲ့မှာကသူတို့နဲ့နောက်ဖက်မှာကျွန်တော်တို့ကဟိုအပြိုသူတို့အတန်လဲကြားရတယ်သူကျွန်တော်လည်းဒီဘက်မှာကြီးရသူသမီးကလည်းအဖေအားတင်းထားပေါ့နော်ဘာမှမဖြစ်ဘူးငါလည်းဘာမှမဖြစ်ဘူးဒီလက်ကလေးပဲညံ့နေတာရတယ်သူတို့နဲ့ကျွန်တော်နဲ့အဲ့လိုမျိုးအတန်ဟွာပေါ့နော်ဟိုတယောက်နဲ့တယောက်ပြောနေကြတာမမြင်အတန်တော့ကြားနေရတယ်ကျွန်တော်ဘက်ကကြာရှေ့ရဟွာတွေရှိတယ်အဲ့ဆိုင်ကယ်တွေပြည်နေတာနဲ့တကားပေါက်တွေပြည်နေလေဝင်လေထွက်ရတယ်အသက်ရှူအပြင်မှာနေရတဲ့အတိုင်းပဲဒီလက်ကလေးတစ်ခုပဲကောင်တာနဲ့ပြည်နေတာပဲခန္ဓာကိုယ်ကလုံးဝလွတ်တဲ့ပစ္စည်းတွေကြားထဲမှာဒီကွာပေါ့ကျွန်တော် triangle လေးပုံစံဖြစ်သွားခုံနောက်ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ဒီခန္ဓာကိုယ်ကတစ်စောင်းလေးနဲ့ဒီလက်ပဲပြည်သွားတယ်ဒီလက်ကလေးကိုပထမကျွန်တော်တော့အဲ့လိုမျိုးအားကိုးပြောပေါ့ခါနဲ့ဒီကောင်တာကြီးကိုမပြီးတော့ထုတ်ကြည့်တယ်ဘလို့မှထုတ်မရတယ်ဆိုတော့အဲ့လိုစိတ်လျှော့လိုက်တယ်ပေါ့အဲ့လိုမျိုးပေါ့နော်ဒီမှာတန်ပုတ်တွေလေးညွတ်နေပြီကိုကလည်းသူတို့နဲ့ကိုယ်နဲ့အဲ့လိုအားပေးပြီးအဲ့လိုမျိုးလေးပဲနေကြတယ်ဟုတ်ကျွန်တော်တို့အဖွဲ့တွေကအကုန်လုံးကိုဟိုစက်တာတွေခွဲပြီးတော့အဖွဲ့တွေခွဲတယ်ခွဲငယ်တွေခွဲပြီးတော့ဒဂိုင်းမျိုးတစ်မျိုးလုံးကိုနှံ့ပြီးတော့ကယ်တယ်မှုတွေလုပ်တာပေါ့အဲ့တော့အခုနေရာကိုတော့ကျွန်တော်ခေါင်းဆောင်ပြီးတော့လာပြီးတော့ကျွန်တော်တို့ကဒီဖြစ်စဉ်ကိုကြည့်လိုက်တဲ့အချိန်မှာအခုအတန်လဲကြားနေရတယ်ပတ်ပတ်လေကိုကျွန်တော်တို့ဝင်ဖို့လမ်းကြောင်းကြည့်တော့လေဘယ်လိုမှဝင်မရတဲ့အနေအထားပေါ့နော်ကျွန်တော်တို့ဘယ်လိုကယ်ရမလဲဆိုတဲ့အနေအထားကိုကြည့်လိုက်တော့ဘယ်လိုမှမဖြစ်တော့ဘူးကျွန်တော်တို့အပေါ်ကနေပဲဆက်လက်ပြင်ကနေအပေါက်ဖောက်ပြီးမှပဲကယ်လို့ရမယ်ဆိုတဲ့အတွေးတွေးတယ်အဲ့ချိန်မှာကျွန်တော်ခုနကစပြီးတော့အကိုနဲ့အနီးစပ်ဆုံးနေရာကိုခံမှန်းတယ်ကျွန်တော်ကလေးတွေကိုကျွန်တော်ခံမှန်းပြီးတော့အဲ့နေရာကိုကျွန်တော်အပေါက်ဆက်လက်ပြင်ကိုအပေါ်ကနေအပေါက်ဖောက်ခိုင်းတယ်အပေါက်ဖောက်တာလည်းသိတဲ့အတိုင်းပဲလေကွန်ကရစ်ဆက်လက်ပြင်ဆိုတော့အကြာကြီးဖောက်ရတယ်အကိုစီကိုအပေါက်ဖောက်ဖို့45မိနစ်လောက်ကြာမယ်ထင်တယ်ဟုတ်ကဲ့ဆရာကြာတော့တခါကွန်ကရစ်လုံးဝမရှိတော့ဘူးအခုတည်းလည်းကြားနေရပြီကျွန်တော်လည်းအပေါ်ကနေခေါ်နေအခုတပည့်တွေရောတားလာဟုတ်တယ်ကွာတပည့်ဟုတ်ကဲ့တူတယ်ဟုတ်ကဲ့အပေါ်မှာရှိနေတယ်အကိုနဲ့တောက်လျှောက်ကျွန်တော်တို့ပြောတယ်ပြောပြီးတော့ကျွန်တော်တပည့်ကိုအဲတပည့်နှစ်ယောက်ကိုပစ္စည်းတွေတဖြည်းဖြည်းဖယ်ခိုင်းတယ်ဖယ်ပြီးတော့အခုနေရာအထိရောက်အောင်သွားခိုင်းတယ်သွားပြီးတော့မှအခုဖြစ်စဉ်ဟိအောင်ဘလို့ညက်နေတာခြေထောက်ညက်လားလက်ညက်လားသူ့အကုန်မေးတော့လက်လေးတစ်ခုပဲညက်နေတယ်ကျန်တာအကုန်ကလီးယားဖြစ်တယ်ဆိုပြီးသူပြောတယ်ပြောတော့ကျွန်တော်တို့အဲ့အရာကိုအခုဖြစ်စဉ်ကိုကျွန်တော်တို့အလွန်ဆုံးကြာရင်ဆက်လက်ပြင်ဖောက်တာရောပါဆို2နာရီခွဲကြော်လောက်ကြာတယ်ဟုတ်အခုအပြင်လုံးဝကိုရောက်လာတယ်ရောက်လာတော့ကျွန်တော်တို့ကအသင်းဆောင်ပြီးသားဟုတ်ကဲ့ဆရာကျွန်တော်တို့ ambulance နဲ့ကျွန်တော်တို့အဖွဲ့နဲ့အကုန်အသင်းဆောင်ပြီးသားအခုဒီထဲမှာလည်းပါလာတယ်အခုဆေးရုံထိကားနဲ့လိုက်ပြီးတဲ့အဖွဲ့တွေရောဟုတ်ကဲ့အဲ့တော့အခုအနေနဲ့အဲ့ဖြစ်နေတဲ့အချိန်မှာခံစားရတဲ့ခံစားချက်လေးပေါ့အဖွဲ့ဟိုလာမကဲခင်မှာအခုစိတ်ထဲမှာဒီအောက်မှာပြနေတဲ့အချိန်မှာခံစားချက်လေးဘယ်လိုများရှိမလဲခံစားချက်ကဆရာဟိုအပြင်မှာဆရာတို့ပြောနေတာတွေအကုန်လုံးကျွန်တော်ကြားနေရတယ်အဲ့လိုပေါ့နော်ဟိုဘက်မှာအဲ့အမာကြီးကိုသူတဲထုတ်နေရလဲကြားတယ်သူကျွန်တော်ဘက်ကိုဖောက်မယ်ဆိုလဲသူ့ဘက်ကမခံနိုင်တဲ့ခါကျကျွန်တော်ဘက်ကိုဆက်ဖောက်လို့မရအောင်ဆိုလဲကျွန်တော်သိတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီနောက်ထပ်ထပ်လုတ်တဲ့ခါဒီမှာလည်းမှန်တွေကကြောပေါ်မှာရှိသေးတယ်အဲ့ဒါကိုကျွန်တော်ဒီလက်နဲ့ဖယ်ပြီးတော့ဒီစပွဲကုံအောက်ကိုတစ်ခုချင်းလေးထိုးနေရတယ်ဒီလက်တွေမှာလည်းကျွန်တော်သွေးတွေကိုချွေးတွေရောဆိုတော့လေအကုန်လုံးဒီမှာအကုန်ရွှဲနေတာပဲအဲ့ပထမဒီမျက်နာမှာလဲဟိုဟာပေါ့ကောင်တာနဲ့ကျွန်တော်တို့မှန်နေတဲ့ဟိုဟာဖြစ်နေတဲ့ခါကျတော့အဲ့ကျွန်တော်ကြောပေါ်ကဒီကောင်တာတွေကဆေးဘူးတွေထုတ်ပြီးကျွန်တော်ချက်ပြားတွေဖြည့်တစ်ဖက်နဲ့ဖြည့်ပြီးတော့မျက်နာဘက်ကိုအပ်ထားတယ်ဒီခါးတွေမှာလည်းမှန်ကွဲတွေစူးထားတယ်အဲ့ဘောကနေစာရွက်တွေထုတ်ပြီးတော့ကျွန်တော်ခါအောင်တွေကိုထိုးအဲ့လိုမျိုးကိုယ့်ကိုတက်တာအောင်အဲ့လိုမျိုးလေးနေရအဲ့တော့ကိုကဲတဲ့အဖွဲ့ဆိုရဲတည်တဲ့အချိန်မှာငါ့ကိုတော့ကယ်တော့မယ်ဆိုတော့တည်တဲ့ခံစားချက်လေးတစ်ချက်လောက်ဘယ်လိုနေမလဲပေါ့အဲ့ခံစားချက်လေးကတော့ဘာနဲ့မှပြောလို့မရဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်အားလုံးဝမ်းသာပါတယ်အခုကျွန်တော်ဒီလိုမျိုးအများဖြစ်နေတဲ့အချိန်မှာအကုန်လုံးကိုမိသားစုတွေအကုန်ပြစ်ထားခဲ့ပြီးမှဒီလိုမျိုးတွေလာခဲ့ပြီးတဲ့အတွက်လည်းဆရာတို့မိသားတပ်ဖွဲ့ယူလို့အားလုံးကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ဟိုနောက်ဆုံးအသက်ရှင်သွားပြီဆိုတာကိုလည်းသိလိုက်ရပြီသိလိုက်တဲ့အချိန်မှာရောကျွန်တော်တို့ဒီလာခဲ့တဲ့အဲ့တုန်းကကျွန်တော်တို့တွေမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့တွေရှိတယ်ပရာဟိတအဖွဲ့တွေပါတယ်နောက်ပရာဟိတအခြေခံတဲ့ပြည်သူတွေပါတယ်ဟုတ်ကဲ့ဆရာသူတို့ကကိုကြီးကျင်တာပေါ့နော်ကိုကြီးကျင်တဲ့စိတ်အခြေခံရှိတဲ့သူတွေကလည်းသူတို့တာဝန်တော့မဟုတ်ဘူးဒါပေမဲ့သူတို့ကပရာဟိတအခြေခံတာငါတို့ဒီလူကိုကယ်တဲ့အချိန်မှာငါတို့တက်နိုင်တယ်လားဝိုင်းလုံးမယ်ဆိုတဲ့အဖွဲ့တွေလည်းပါတယ်ဟုတ်ကဲ့ဆရာပါတဲ့အတွက်အဲ့အဖွဲ့တွေအကုန်လုံးဝိုင်းလုံးတဲ့အချိန်မှာအကိုကြီးကိုခုလိုမျိုးအသက်ရှင်လျက်နဲ့လည်းတွေ့ရတဲ့အတွက်ကျွန်တော်တို့ဌာနအနေနဲ့ကလည်းဘယ်လိုပြောမလဲဝမ်းသာပါတယ်ပေါ့နော်အဲ့တော့အကိုကြီးအနေနဲ့ရောကျွန်တော်တို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နဲ့ဒီမျိုးမှာကုညီလှုပ်ဆောင်နေတဲ့ပရာဟိတအဖွဲ့တွေရောကိုကြီးဗာလေးပြောချင်သေးလဲအားလုံးဟိုပါပေါ့နော်ဆရာတို့ကယ်တဲ့အဖွဲ့တွေရောကျွန်တော်ဒီတငယ်ချင်းတွေရောဒီပတ်ဝန်းကျင်အဖွဲ့တွေပရာဟိတအဖွဲ့တွေအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဒီနေ့လေးမှာဟုတ်ဆရာတို့ပေးတဲ့အသက်ပဲဒါရှိတော့တာလေဟုတ်တယ်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ဒါကျွန်တော်တို့ဌာနအနေနဲ့6လပြည့်အထိမ်းအမှတ်အနေနဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာဟုတ်
ဟုတ်ကဲ့ပါ